တောင်းလာပါမြို့နယ် VVIP စနေရက်ကွက်မှာရောက်ရှိနေပါတယ်ရှင်။ရေတနာလမ်းမကြီးကိုတဲပေါက်ထားတဲ့တတိယတဲတိုက်ခန်းအယောင်လေးကိုပြပေးပါမယ်နော်။အခန်းစစဝင်ချင်းကနေပြီးတော့တိန်တော့ပကေးအထူသားပြေကိုခင်းချင်းထားပါတယ်။ဖះเจ้าဆောင်တွေလည်းတည်တံ့နေရတခုကိုထားပေးပါတယ်ရှင်။ကျက်ကစံဖះရဲ့ view ပဲဖြစ်ပါတယ်ရှင်။အဲ့ကဲမှာဆိုလဲမျက်နှာချက်မီးဆိုင်တွေကိုလည်းအပြည့်တက်ဆင်ထားပါတယ်ရှင်။ရှောင်းလန်းလည်းအရန်ကိုကျဲဝန်းပါတယ်အခန်းတိုင်းမှာလည်းဘေးဂရင်းမောက်တွေကိုတက်ဆင်မိထားတာကိုတွေ့မြင်ရပါတယ်ရှင်ဒါကတော့ပထမဆုံးဆက်ဆက်ဝင်ခြင်းအခန်းအကျယ်ပဲဖြစ်ပါတယ်နှစ်ယောက်အိအခန်းအကျယ်ကြီးပဲဖြစ်ပါတယ်ရှင်အပေါ်မှာလည်းမျက်နှာချက်မီးဆိုင်များကိုလည်းအပြည့်တက်ဆင်ပေးထားပါတယ်ရှင်ဒါကတော့ဒုတိယအခန်းပါဒီဒုတိယတစ်ခန်းမှာလည်းနှစ်ယောက်ကောင်းကောင်းဆန့်တဲ့အခန်းအကျယ်ကြီးတစ်ခန်းပဲဖြစ်ပါတယ်ရှင်အပေါ်မှာလည်းမျက်နှာချက်မီးဆိုင်များကိုအပြည့်တက်ဆင်ထားတာကိုတွေ့မြင်ရပါတယ်ရှင်အခန်းတိုင်းမှာဘေးခွန်းပေါက်ပါရှိတဲ့အတွက်လေဝင်လေးထွက်လဲရတဲ့အလင်းရောင်လေးလည်းရရှိမှာဖြစ်ပါတယ်ရှင်။နောက်ဖွေးခန်းအောက်ခြေမှာလည်းတိမ်လုံးကြွေပြားပြေးခင်းကျင်းထားပါတယ်။မိဖို့ကောင်ကလည်းအလွန်ကိုကျယ်ဝန်းပါတယ်ရှင်။အဝေးကြီးရေဖြစ်တဲ့အတွက်ရေရမ်းကြည့်ပါတယ်ရှင်။ဒါကတော့ရေချိုးကန့်ပါ။ရေချိုးကန့်မှာဆိုရင်အပေါ်မှာရေတိုင်ကြီးအကြီးတစ်ခုပါရှိပါတယ်ရှင်။အောက်မှာလည်းကြွေပြားခင်းထားတဲ့ဘေးနီရန်ပပက်လေးမှာလည်းကြွေပြားတက်ဆင်ပေးထားပါတယ်ရှင်။တွိုင်လက်ကလည်းဘေးနီရန်ကြွေပြားကြီးတက်ဆင်ထားတဲ့အောက်မှာလည်းကြွေပြားခင်းကျင်းထားပါတယ်ရှင်အခုလိုမျိုးအလွာလေးတိုက်ခန်းကိုဝယ်ယူခြင်းနဲ့လူချင်းမိများအတွက်ဒီတိုက်ခန်းလေးကိုလာရောက်ကြည့်ရှုစေချင်ပါတယ်ရှင် location ကလည်းအလွန်ကောင်းပါတယ်ရေသနာလမ်းမကြီးကိုတဲပေါက်ဖြစ်နေတဲ့တတိယတဲ့တိုက်ခန်းအယောင်လေးပဲဖြစ်ပါတယ်ဈေးနှုန်းလေးကလည်း3380ထက်ညီနိုင်စီနဲ့ရရှိမှာဖြစ်ပါတယ်ရှင်လူချင်းမိအနေနဲ့ဒီတိုက်ခန်းလေးကိုဝယ်ယူခြင်းနဲ့လာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်အောင်ထင်းအောင်အချမ်းမျိုးကိုဆက်သွယ်ပြီးတော့လာရောက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါတယ်ဆက်သွယ်ရန်ဖုန်းနံပါတ်က3999583693ပဲဖြစ်ပါတယ်ကြည့်ရှုသူလူချင်းမင်းပေါင်းတို့မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါသေးရှင်